လူတော်ဝဟာရကောဇာတရီ1389ခုတောတလင်းလဇန်2ရက်နေ့ဒီနေ့15ရက်6လ2015ခုဘုရင်တို့ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတော်မြို့နယ်ပလဲမြို့တဲ့ရဏမောတော်ဓမ္မိတာတွင်၌ရောက်ဆရာတော်ရဲ့56နှစ်ပြည့်မွေးနေ့အထူးလိုပဲတရားစခန်းတရားမောမီတရားပိုင်ရှင်ဖြစ်တဲ့တရားရှင်ရဲ့ပုံတော်ပေါ်မှာဂုဏ်တော်ထဲပြီးတော့ဗုဒ္ဓနုတ္တိပွားများကြမယ်ဘုရားရှင်ကိုအာရုံပြုဘုရင်တို့ဒီနေရာမှာဘုရားကြောတယ်ဆိုတဲ့နေရာမှာဒီပုံတော်ကတော့အာယုံယူဖို့အတွက်အဓိကဂုဏ်တတ္တိကိုနှလုံးသွင်းပြီးပူဇော်ဖို့ဘုရင်တို့မြတ်စွာဘုရားရုပ်ထုဆင်ရုပ်တော်ကိုကိုးကွယ်တယ်ဆိုတာအာယုံပြုဖို့အတွက်ဘုရားရှင်ဟာဤကဲ့သို့ထင်ရှားရှိတော်မူတယ်ဘုရားရှင်ပြိဋိဘံဆံဝင်သွားတော်လဲကိုယ်ဘွားအဖြစ်နဲ့ဘုရားရှင်ပုံသဏ္ဍာန်တော်ကိုရှိသောအရိယာသူတော်ကောင်းကြီးတွေကတွန်းလုပ်ပြီးပူဇော်တော်မူခဲ့တယ်ပုံတော်ကတော့အာယုံယူဖို့အတွက်အဲ့ဒီပုံတော်ပေါ်မှာဂုဏ်တော်လေးကပ်ပြီးတော့ပူဇော်ဖို့ပါပဲကဲနမောဗုဒ္ဓတနမောဓမ္မတနမောသံဃတဗုဒ္ဓတသစ္စာလေးတံတရားမှန်ကိုမြည်သူဓမ္မနိမခံကိုယ်တော်တိုင်ရှားဖွယ်ထိုးထွင်းသိမြင်တော်မူတတ်ပါပေထသောဘုံတော်6စုံကိုပါဂုံနှင့်ပြည့်စုံကြောကြခြင်းတော်မြတ်ဖရာအားမေယမကံတန္တရာဝိတ္တနာညွတ်မှလွတ်မြောက်ရာမှာမြတ်နိဗ္ဗာန်ကိုရည်တန်တောင်းတအာသီသဖြင့်ဗုဒ္ဓရှင်တော်မြတ်ဖရာရှင်ဤအဆုံးအမတရားတော်မြတ်တို့ကိုလိုက်နာကျင့်သုံးလေရှိကြပါပေကုန်သောဖရာတပည့်တော်တို့သည်နမောဗုဒ္ဓဂုဏ်တော်အောင်မြင်မြော်၍ယုတိမြတ်နိုးမှညွတ်ကြိုး၍ချီကိုခြင်းသည်အတုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းမြတ်စွာဘုရားဓမ္မတာမိုက်မဲနေတဲ့ပုဂ္ဂိုလ်တို့ကိုဓမ္မတာမိုက်မဲနေတဲ့ပုဂ္ဂိုလ်တို့ကိုယဉ်ကျေးသိမ်မွေ့လာသည့်တိုင်အောင်စွမ်းဆောင်တော်မူနေသောတတ္တိရှိသည်ဖြစ်၍မဲ့လေးတံဖို့လေးတံနိဗ္ဗာန်ပရိယရုစွာသောဆေသာသောဆေပါသောတရားတော်မြတ်ရဲ့ဓမ္မတာသောတပတ္တိမက္ကထံမနတိသောပုဂ္ဂိုလ်၄ယောက်သိနိုင်သောမဲ့လေးတံဖို့လေးတံနိဗ္ဗာန်ပရိယတိဆေပါသောတရားတော်မြတ်နဲ့တကဝဓမ္မခန္ဓာပေါင်း84,000သောတရားတော်မြတ်အပေါင်းအားမေယမကံမောမနမတိယမမြတ်နိဗ္ဗာန်ကိုရည်တန်တောင်းတကားဖြင့်ဗုဒ္ဓရှင်တော်မြတ်ဗျာဆုံးမသောသီလသမာဓိပညာတရားကိုကျင့်ကြံပွားများအားထုတ်လို့ရှိကြပါပေကုန်သောသာတော်သမီးတော်ဘုရားတပည့်တော်တို့သည်နမောယုတိမြတ်တို့မှညွတ်ကြွ၍ချီကိုကြည်သည်အတုဖြစ်ပါစေတည်းမြတ်စွာဘုရားသံဃာတာမနဲ့တည်သောပုဂ္ဂိုလ်လေးယောက်ဖုန်နဲ့တည်သောပုဂ္ဂိုလ်လေးယောက်သံဃာရသောတပတ္တိမနဲ့တည်သောပုဂ္ဂိုလ်တစ်ယောက်သဂရာဂာမိမနဲ့တည်သောပုဂ္ဂိုလ်တစ်ယောက်အနာဂာမိမနဲ့တည်သောပုဂ္ဂိုလ်တစ်ယောက်အရဟတမနဲ့တည်သောပုဂ္ဂိုလ်တစ်ယောက်သောတပတ္တိဖုန်နဲ့တည်သောပုဂ္ဂိုလ်တစ်ယောက်သဂရာဂာမိဖုန်နဲ့တည်သောပုဂ္ဂိုလ်တစ်ယောက်အနာဂာမိဖုန်နဲ့တည်သောပုဂ္ဂိုလ်တစ်ယောက်အရဟတဖုန်နဲ့တည်သောပုဂ္ဂိုလ်တစ်ယောက်ဤရှိရောက်သောသံဃာတော်ရှင်မြတ်များနဲ့သောတာပတ္တရာကအနာဂယန္တာဖြစ်အောင်ကျင့်သုံးတော်မူကြကုန်သံဃာတော်ရှင်မြတ်များတို့ဤရှိရောက်သောရိယသံဃာတော်ရှင်ကောင်းရှင်မြတ်များနဲ့ပရိယတ်တိဝန်ဆောင်ပฏิပတ်တိဝန်ဆောင်သံဃာတော်ရှင်ကောင်းရှင်မြတ်တို့အားမေယမကံ
တန်တရာတခွင်မှာအိုနာသေးပင်အသင်ပင်ပေါက်၍ဒုက္ခရောက်၍နေကြကုန်သောဘုရားတပည့်တော်တို့သည်မေယမကံအိုခြင်းနာခြင်းသေခြင်းဒုက္ခအပေါင်းတို့မှာကင်းဝေးလိုကြကုန်သောသာတော်သမီးတော်ဘုရားတပည့်တော်တို့သည်နမောရှိခိုးကြပါတော်သည်ရှင်မြတ်တော်ဘုရားဝါနမောဗုဒ္ဓဂုံဓမ္မဂုံသံဃဂုံဗုဒ္ဓဂုံဓမ္မဂုံသံဃာသံဃဂုံတည်းဟုသောဂုံတော်ကိုမှန်းကားဖြင့်ကောင်းစွာမသွေးရှိခိုးဥညွှဲကြပါတော်သည်မြတ်စွာဘုရားဖေယာချမ်းသာသာသာထိုင်ပြီးတော့တရားဟောကြားတရားနာကြမယ်အနှစ်ရှိဆုံးအတိတလုံးလို့ခေါင်းစီတက်ပြီးတော့နာကြားကြမယ်နော်ပါတယ်လေအတိတလုံးအနှစ်ရှိဆုံးအနှစ်အရှိဆုံးအတိတလုံးဟုတ်လားပြောင်းပြန်မယ်ပြောနှုတ်လောမပတိလောမဘယ်လိုပဲသုံးသက်အတိတလုံးအနှစ်ရှိဆုံးလို့အဲ့ဒါလိုလည်းသဘောပေါက်တယ်နော်ဟုတ်ပြီဒါဘုရားရှင်ရဲ့အဆုံးအမဖြစ်တဲ့ဒေသနာတော်တို့ဟာဘုရားရှင်ဆုံးမဟာဒေသနာနည်းအဖြစ်လည်းပဲသိနိုင်ရဒေသနာကမ္မအစဉ်ကိုဒေသနာတော်မြတ်ကိုနားလေသဘောပေါက်ပြီးတော့ဘုရားဆုံးမကိုလေးလေးစားစားတန်ဖိုးထားရသလိုပဝတ္တိကမ္မတိပဋိကမ္မတိကျင့်စဉ်တို့ဖြင့်လည်းပဲမိမိခန္ဓာဖြစ်စဉ်ကိုကြာနာသဘောပေါက်ဖို့လိုအပ်တယ်နော်အဲ့ဒီတော့ဘုရားဆုံးမဟာကောင်းခြင်းသုံးဖြာနဲ့ပြည့်စုံတယ်လို့ဆိုတယ်ဘုရားဆုံးမဟာဘာနဲ့ပြည့်စုံတယ်အာဒီကလျာဏံမြေစေကလျာဏံပရိယောသနကလျာဏံဟောအာဒီဗုဒ္ဓပါဝဇနံဗုဒ္ဓရှင်တော်မြတ်ဘုရားဟောပေါ်ညွန်ပြအပ်တော်တရားတော်သည်တရားစကားတော်သည်အာဒီကလျာဏံအစမှလည်းကောင်းပါပြီအစာကောင်းခြင်းနဲ့လည်းပြည့်စုံတယ်မျက်စေကလျာဏံအလဲကောင်းခြင်းနဲ့လည်းပြည့်စုံတယ်ပရိယောသနာကလျာဏံအဆုံးကောင်းခြင်းနဲ့လည်းပြည့်စုံတယ်ဘယ်တရားနဲ့မှမိသည့်ပုဂ္ဂိုလ်ရဲ့တရားနဲ့မှနှိုင်းရှင်လို့မရတဲ့ဗုဒ္ဓပါဝါဇနဒေသနာဟုတ်ကဲ့လားဗုဒ္ဓပါဝါဇနဒေသနာဘုရားရှင်ဆုံးမဖြစ်တဲ့ဒေသနာဓာတ်တို့ကိုဉာဏ်တို့ဖြင့်သုံးသပ်တတ်မယ်ဆင်ခြင်တတ်မယ်နှလုံးသွင်းတတ်မယ်ထိထိမိမိကလေးဉာဏ်ထဲမှာပေါ်လွင်သွားမယ်ဆိုရင်တော့အနှစ်သာရနဲ့ပြည့်စုံတဲ့ဘဝဖြစ်သွားလိမ့်မယ်အဆုံးအမတစ်လုံးကိုလက်ကင်သုံးလို့နော်ဘုရားရှင်အဆုံးအမတစ်လုံးကိုလက်ကင်သုံးလို့ဘဝဘာနဲ့ပြည့်စုံသွားမယ်အနှစ်သာရနဲ့ပြည့်စုံတဲ့ဘဝဖြစ်မယ်မဟုတ်ရင်ဘုန်းကြီးတို့ခန္ဓာတရားဓမ္မဒီခန္ဓာကိုယ်ကြီးကအနှစ်မဲ့တဲ့ဘဝလေဒီလိုလုံးမှာအနှစ်သာရရှားဖွေလိုက်စမ်းသဘင်ဆံချောင်းကရှည်သေးလက်သေးကိုဒီလိုလုံးကိုထိယောက်ျားအဖြစ်မိန်းမအဖြစ်ပုဂ္ဂိုလ်အဖြစ်တတ္တဝါအဖြစ်နေဆာအဖြစ်ဒုက္ခအဖြစ်အတ္တအဖြစ်သူပအဖြစ်ဒီလိုလုံးခြုံငုံပြီးကြည့်လိုက်စမ်းပါမိမိဖြစ်ရှင်သလိုဖြစ်ပေသလားမိမိသဘောအတိုင်းဖြစ်နေပေသလားဘာမှတိဆောက်ထားလို့မရဘုန်းကြီးတို့တရားဓမ္မတွေစိတ်တိုင်းကြဘာတစ်ခုမှခန္ဓာကိုယ်ကပြင်မပေးဘူးသူဖြစ်နေသလိုပဲကိုယ်ကမှီပြီးတော့နေကြရတာပဲ
သူကအမျိုးစုံဖြစ်ပြနေတဲ့အမျိုးစုံပြစ်ပြနေတဲ့ခန္ဓာကြီးကလေခန္ဓာလမ်းစဉ်ကတော့အမျိုးစုံဖြစ်ပြတဲ့အမျိုးစုံပြစ်ပြနေတယ်အဲ့ဒါလို့မျိုးစုံဖြစ်ပြီးပစ္စည်းပြနေတာကိုဉာဏ်မှီပြီးတော့ကြည့်ုံမှတပါဘာမှမရှိဘူးနော်ဘုန်းကြီးတို့ဖြစ်အောင်ပြစ်အောင်ကိုကလှုပ်ပေးလို့ရသလားကိုစိတ်တညဖြစ်အောင်ပြစ်အောင်လှုပ်ထားမယ်ဆိုရင်တော့ဘသူမှအိုမှာမဟုတ်တော့ဘူးနော်ဘသူမှလည်းနာမှာမဟုတ်ဘသူမှလည်းသိမှာမဟုတ်တော့ဘူးဘာဖြစ်လို့လဲလို့မေးရင်ကိုစိတ်တညတိဆောက်ထားလို့ခုကြတော့စိတ်တညတိဆောက်ထားတာလေးဘာတစ်ခုမှမရှိဘူးဆိုလိုက်တော့ကဲဘဝဟာပျော်စရာလားကြောက်စရာလားဒါဉာဏ်မျက်လုံးနဲ့ကြည့်ရင်တိတိတသာကြီးထင်ရှားတယ်နော်ပါမျက်လုံးနဲ့ကြည့်ရင်ဉာဏ်မျက်လုံးနဲ့ကြည့်ရင်အရိယာမျက်လုံးနဲ့ကြည့်လို့ရှိရင်ဘဝသက်တာရဘာတကူမှမရှိဘူးအာကိုးစရာဘာမှမရှိဘူးအာထားစရာလည်းမရှိဘူးဘာဖြစ်လို့လဲလို့မေးလို့ရှိရင်ဒီခန္ဓာကိုယ်ကြီးကိုကြည့်ဘုန်းကြီးတို့စိတ်တညတိဆောက်ထားတဲ့ခန္ဓာကိုယ်ကြီးမှမဟုတ်ပဲဟုတ်တယ်လားစိတ်တညတိဆောက်ထားတဲ့ခန္ဓာဟုတ်သလားကိုယ်စိတ်တညတိဆောက်ထားမယ်ဆိုရင်ဘာတစ်ခုမှဆွေးမြေ့ယူရင်အိုမင်းကြီးဒုက္ခကိုရင်မဆိုင်ရဘူးလေအခုကြတော့ဘုန်းကြီးတို့ခန္ဓာတရားဓမ္မတွေရောတက်တုံးသက်ဆွေးကြီးကဲလို့တောထဲမှာတက်တုံးကြီးသက်ဆွေးကြီးကိုသုံးလို့ရသေးသလားအပိန်တပင်လဲကြပြီးနေတော့ဆွေးမီးလာတဲ့အခါအဲ့ဒီတက်တုံးပေါ်တက်ကြည့်ပါလားအကုန်ပဲ့ကြတာဘာမှသုံးဆွဲလို့မရဖြစ်တယ်မြေဆွေးလောက်ပဲသုံးလို့ရနော်သက်ပင်ဆိုင်ပေါ်မြေဆွေးလောက်ပဲသုံးလို့ရတဲ့ဘာတစ်ခုမှသက်သုံးပြလို့မရတော့ဘူးဘာဖြစ်လို့ဆွေးမြေးသွားပြီလေအကူဆွေးကြသွားတဲ့တက်တုံးကြီးလိုပဲတဲ့ဘုရားရှင်ကတို့ရရှိတဲ့ခန္ဓာကိုယ်ကြီးရတက်တုံးသက်ဆွေးကြီးကဲ့သို့ဘာတစ်ခုမှနေဆအားဖြင့်သုံးဆွဲလို့မရဘူးဒုက္ခချမ်းချမ်းသာသာအားဖြင့်သုံးဆွဲလို့မရဘူးအတ္တကိုယ်ပိုင်ဆိုင်ခြင်းသဘောမှာသုံးဆွဲလို့မရဘူးသူ့ဘတင့်တယ်ခြင်းသဘောမှာထာဝရမရှိဘူးနည်းနည်းပါးပါးအသက်အရွယ်လေးရထားတဲ့ခါမှာခန္ဓာကိုယ်အသားအရည်လေးတင်းပြီးနေတဲ့ခါကြတာမှကြတော့နည်းနည်းလေးတော့အဆင်ကြည့်လို့ရှုလို့အဆင်ပြေနေတယ်လို့ပါပဲနည်းနည်းလေးအသက်လေးရလာပြီဆိုအရည်ဒီအတွန့်လိမ့်ပြီးအသားတွေကျလာပုံစံတွေပြက်လာအသက်ကြီးလာလေးပုံစံတွေပြက်လာတယ်အသက်ကြီးလာပုံစံတွေပျက်စီးလာပြီနောက်ဆုံးမှကြည့်လို့ရှုလို့မကောင်းလောက်အောင်ထိပုံစံတွေပျက်စီးကုန်တယ်ဟုတ်တယ်လားအယူပေါ်မှာအရည်တင်ပြီးတော့အကြောတွေဖြိုင်ဖြိုင်ကြပြီးတော့ပုံစံတွေပျက်စီးကုန်တယ်ပေါ့အဲ့ဒါလို့ပုံဉဏ်ပုံစံတွေပျက်စီးကုန်တယ်ပုံစံတွေပျက်စီးသွားချတယ်ဆိုတာဟာဘုန်းကြီးတို့တရားဓမ္မများရဲ့အသုံးမကျတဲ့သဘောကိုပြနေတာပါပဲခန္ဓာကပြတာနော်သူတို့ဘာကတရားပြမှာထာဝရကပြတာလားခန္ဓာကပြတာလားဂေါရမဘုရားရှင်ကပြတာလားခန္ဓာကပြတာလားပါစီမံထားတဲ့ခန္ဓာမို့လို့ကံပါစီမံထားတဲ့ခန္ဓာတပ္ပိတ္တတတ္တဝါကံတာမိဘရှိအဲ့ဒီတတ္တဝါတိုင်းဟာကံတာလေးရဲ့အမိဘသဝယ်နဲ့ဘုန်းကြီးတို့နေထိုင်ကြရတာပါပဲဟုတ်လားကံပြီးတလောက်တော့နေကံပြီးတလောက်တော့စားကံပြီးတလောက်တော့အိတ်နေရမှာပဲဟုတ်လားဝတ္တသဒ္ဒသဒ္ဒအယတဘာပြီးတလောက်နေကြရမယ်အသက်တန်းလေးကလည်းဘသူပေးတလောက်သာနေရမယ်ကံမရှိတဲ့ကံကအကျိုးမပေးတော့ဘူးဆိုတဲ့နေ့မှာအသက်ငယ်ငယ်အသက်ကြီးကြီးမကြီးမငယ်ပုဂ္ဂိုလ်ဖြစ်ဖြစ်ကဲဘဝသည်ပျော်စရာလားကြောက်စရာကံမင်းစီရမဏိတာမှွန်သွားစစ်ရမည်တဲ့ဟုတ်ကဲ့လားကံမင်းစီရမဏိတာဖွေချစစ်ရမည်ဆိုတော့ကံတရားကသေမင်းထံကိုစစ်နေရမယ်ပေါ့ဘာကိုစစ်ရမယ်သေမင်းထံကိုစစ်ရမယ်သေမင်းခိုင်းရာသို့လိုက်လျောရမယ်ဟုတ်တယ်လားဒီခန္ဓာကိုယ်ကြီးကိုသေမင်းစေခိုင်းရာသေမင်းခိုင်းရာသို့သာဘုန်းကြီးတို့တရားဓမ္မတွေကောက်ကောက်ပါအောင်လိုက်ကြရမှာပဲမ
မလိုက်ရှင်လို့လိုက်ရတာလိုက်ရှင်လို့လိုက်ရသလားမလိုက်ရှင်မနဲ့လိုက်ကြရမှာပဲတဖြည်းဖြည်းနဲ့ဘုန်းကြီးတို့တရားဓမ္မတွေနောက်ထပ်တွေ့ရမယ်နှစ်ဒီလတွေနဲလာလိမ့်မယ်။ဘာကြောင့်လဲဆိုပျောက်ကုန်ပြီတစ်ချောင်းမနေ့ကတောင်းမှမနေ့ဟိုတနေ့ကတောင်းမှကျန်တရားမတွေဖုံးဆက်လာတယ်ဘုံဗျာတရားကြီးနေမကောင်းလို့ပါဘယ်လိုဖြစ်တာလဲအသက်40ကျော်ရှိပြီကင်ဆာတဲ့ဖေဟာဟာစိတ်မကောင်းလိုက်တာဒီမင်းကနှုတ်ဆက်နေတယ်နော်ဆေးရုံမှာတက်နေရလို့ဘုံဘုံစီလာခြင်းနွန်းလို့မရောက်နိုင်ပါဗျာကဲအသက်40ကျော်လောက်ပဲရှိသေးတယ်လူလောကမှာနေဖို့ထိုင်ဖို့စယုံပဲရှိသေးတယ်ကဲဘသူလားနှုတ်ဆက်နေပြီတတိပေးသွားပြီသူ့ဘဝကိုဟုတ်ကဲ့လားအဲ့ဒါလို့ဘုန်းကြီးတို့ကိုရောတရားဓမ္မတွေရောသေမင်းကများအဲ့ဒါလားနှုတ်ဆက်မယ်ဆိုရင်ဘုန်းကြီးများလည်းအခုလိုပင်လင်ပေါ်တဲ့တရားဟောနိုင်ပါဦးမလားတို့တရားဓမ္မတွေကတော့ဒီလိုတရားတွေနာကြားခွင့်အားထုတ်ခွင့်ရပါဦးမလားဒါကြောင့်ဘုန်းကြီးတို့လည်းနေကောင်းစဉ်လေးသုံးလို့ကံကမဥခင်လေးပေါ့နော်အကုသိုလ်ကံကမဥခင်လေးတရားဓမ္မတွေမှာလည်းအကုသိုလ်ကံကမဥခင်လေးမှာကုသိုလ်တွေဥထားဖို့လိုတယ်နော်ဘာတွေဥထားဖို့လိုပါလိမ့်ကိုဘဝကိုအလှဆင်တာဓမ္မဟုတ်လားဘဝကိုအလှဆင်ရတာဒီဓမ္မတတ္တိနော်ဓမ္မတတ္တိကိအောင်ရှိမှပစ္စုပန်တန်တရာကောင်းကျိုးလာ၏ဆိုသလိုကုသိုလ်တတ္တိလေးတွေများများရှိထားမှအလှနေရနေတဲ့ခါလှပြီးတည်တဲ့ခါလဲပြုံးတည်နိုင်တယ်ဘုရင်တို့တရားဓမ္မတွေသတိထားပေါ့လောကကြီးဟာဘယ်လောက်ချမ်းသာဘယ်လောက်ပြည့်စုံပြစ်ထားကြရမှာနော်ကိုယ်နောက်ကဘာမှယူသွားလို့မရဘူးမယားနောက်ကလင်မလိုက်နဲ့လင်နောက်ကမယားမလိုက်နဲ့ညီကိုမောင်နှမနောက်ကလည်းကိုမလိုက်နဲ့သားသမီးနောက်ကမိဘမလိုက်နဲ့မိဘနောက်ကသားသမီးမလိုက်နဲ့ဒါတော့ကတယောက်တည်းလာတလို့ပြန်တဲ့ခါလည်းတယောက်တည်းပဲကံတရားကစီမံထပ်လို့တယောက်နဲ့တယောက်ညီနဲ့ကိုမောင်နဲ့နမသားနဲ့အမိဇနီးမယားသမီးသားနဲ့ခဏစုံစည်းနေကြတာပါခဏစုံစည်းနေကြတာပါစုံစည်းတဲ့ခါမှာတူနဲ့တူသည်ဘာပွားအောင်ကြိုးစားရမယ်ကုသိုလ်တွေပွားများအောင်ကြိုးစားနိုင်ရမယ်တယောက်ကိုတယောက်အကြောင်းရင်းခံကုသိုလ်စိတ်တွေပွားများနေရမယ်နော်ဒါစိတ်တွေပွားများရမယ်ကဲဘုန်းကြီးတို့နောက်လို့မပြောဘူးအခုနိုင်ငံခြားရောက်နေတဲ့တရုတ်ပြည်ကဇနီးမောင်နှံတရားအထုတ်ဖို့လာတယ်ဟောဒီမှာတန်ဃာတော်တွေမြင်တယ်သီလရှင်မြင်တော့သူတို့ဘာလို့ရှင်တန်ဃာလို့ရှင်တယ်သီလရှင်လို့ရှင်လာတယ်ဟောမျိုးသားကကိုရင်ကြီးလှုပ်ထားမျိုးသမီးကလည်းသီလရှင်ဝင်နေတယ်သာသနာမျိုးစီလေးတွေသူတို့စိတ်ထဲမှာပြောင်းလဲလာတယ်ဟုတ်လားသူတို့နိုင်ငံဟိုနိုင်ငံမှာနေတဲ့အခါဒီစိတ်မရှိဘူးနော်ဒီရောက်တော့စိတ်ထဲမှာဒီစိတ်တွေဖြစ်ပေါ်လာခဲ့တယ်တရားဓာတ်လေးတရားဒါကြောင့်တူရကုသိုလ်လားတဲ့တရားဓမ္မတို့ရဲ့တူရဘာဖြစ်တယ်ကုသိုလ်တွေလာဖြစ်တယ်နိစ္စရနေရာလေးတွေမှာခွင်းတို့ဟောဒီမြန်မာနိုင်ငံကြတော့သာသနာတော်နဲ့တည်ရှိနေတဲ့အတွက်ဒါကြောင့်ပฏิဥပဒေသဝနေရာကိုဟုတ်လားပฏิဥပဒေသဝဆက်ဆိုတာတင့်လျှောက်ပတ်သောနေရာမှာလူဖြစ်နေရခြင်းနော်တင့်လျှောက်ပတ်သောနေရာဆိုတာထေရဝါဒဗုဒ္ဓအဆုံးအမတွေထွန်းကားတဲ့နေရာပစ္စည်းဥစ္စာချမ်းသာတာမချမ်းသာတာဒါကတော့ကံပေးတာပါဒါကအဓိကမဟုတ်ဘူးအခုတရားဓမ္မတွေပစ္စည်းဥစ္စာပြည့်စုံနေတယ်ဆိုတာဒီဘဝမှာသာမန်ပဲရှိသေးတယ်အတိဘဝတိကဒီထက်မကမီလီယံတထေးကြီးတွေအများကြီးဖြစ်ခဲ့ပြီးပြီတန်းကြွယ်တထေးကြီးတွေမီလီယံတထေးကြီးအများကြီးဖြစ်ခဲ့ပြီးပြီကံတရားကတော့ကံလန်းစဉ်ကတော့ပစ္စည်းတတ်တာပဲဟုတ်ကဲ့လားပစ္စည်းဥစ္စာချမ်းသာဖို့ထက်ကိုယ်တဏ္ဍာထဲမှာဘာချမ်းသာတဲ့အတိတွေရဖို့လို့ကုသိုလ်ချမ်းသာဖို့လို့ကုသိုလ်တွေချမ်းသာဖို့လို့
ဟုတ်ကဲ့လားကုသိုလ်အတိတ်ဉာဏ်တက်ကလေးတည်မိမိချမ်းသာတာကုသိုလ်တတ္တိရှိရင်ချမ်းသာတယ်နော်ဓမ္မဆိုတဲ့ကုသိုလ်လေးတွေတနည်းအားဖြင့်ပြောမယ်ဆိုရင်သူတော်ကောင်းဥစ္စာယရနာ9ပါးရှိရင်ဘာဖြစ်တယ်ဘုရားရှင်ကသတ္ထာဒနံသီလဒနံဟိရိဩတ္တပိယံဒနံသုဒ္ဓဒနိသဇာကောစာပညာဝိတ္တမံဒနံဟောတတ္တဒနိသတရားတရားဟာဥစ္စာယရနာပဲတဲ့ဘုရားဘောမှာယုံကြည်လေးစားတဲ့တရားတရားရဲ့ဓမ္မဆိုတဲ့တရားပေါ်မှာယုံကြည်လေးစားတတ်တဲ့တရားတရားရဲ့သံဃာဆိုတဲ့သံဃာပေါ်တော်သံဃာတော်တွေရှင်မြတ်တို့ပေါ်ယုံကြည်လေးစားတဲ့တရားတရားရဲ့ယရနာသုံးပါးပေါ်မှာကြီးညိုလေးစားတတ်တဲ့တရားတရားရဲ့ကံနဲ့အကျိုးပေးပေါ်မှာယုံကြည်လေးစားတရားတရားရဲ့ကုသိုလ်ကြီးကုသိုလ်တွေအများကြီးကိုယ့်အတွက်ကိုယ်ပိုင်အကုသိုလ်ဆိုတာလည်းကိုယ်ပိုင်ပဲမကောင်းတဲ့အကုသိုလ်တရားတွေကတဏှာတွေကိုအကျိုးပေးခံရမယ်ကောင်းတဲ့ကုသိုလ်ကောင်းမှုတရားတွေမိမိအတွက်ကောင်းကျိုးတွေရွေးပြီးတော့အကျိုးပေးမယ်လို့ကံနဲ့အကျိုးပေးကိုနားလည်တာလဲကမ္မတရသမာဓိလို့ခေါ်တယ်မို့လားကမ္မတရသမာဓိဉာဏ်နဲ့သစ္စာနုလောမိကဉာဏ်လေးတွေရှိနေမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်တတ္ထာဒနံသီလဒနံဟိတိဩတ္တပိယံတရာတိယသုဒ္ဓစကားပိယံဟိတိဩတ္တပါဆိုတဲ့သူတော်ကောင်းဥစ္စာယရဏ9ပါးနဲ့တည်ထားတဲ့ပုဂ္ဂိုလ်သည်ယံဖြစ်စေလူဖြစ်စေမြည်သည့်ပုဂ္ဂိုလ်မဆိုချမ်းသာတဲ့တရားတရားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်သီလတရားတွေကိုမကျိုးမပေါင်းမပြောင်းမကြတော့သီလတရားနဲ့ပြည့်စုံနေမယ်ဟုတ်တယ်လားတုဒ္ဒဘုဒ္ဓတရားတော်မြတ်တို့ကိုဘုဒ္ဓမြောင်များလာစွာသောဗုဒ္ဓဆုံးမတရားတော်မြတ်တို့ကိုနာယူမှတ်သားထားကြမယ်စာကင်းစမိမိသာနဲ့မှာဥဒ္ဒချတဲ့တဲ့ဝင်ဆိုသလိုသာသနာတော်ထဲမှာမြုပ်နှံအပ်သောမြုပ်နှံရခြင်းဆိုတဲ့ကုသိုလ်စာကကုသိုလ်ကောင်းမှုရဲ့ပိကံစွန့်ကြဲမှုစာကနော်တုဒ္ဒတဲ့စာကောကြပညာယုံနာဓမ္မသင်္ခါရတရားတွေပိုင်ခြားသိတဲ့ပညာတွေဒီနေရာမှာလောကီပညာကိုမကောက်ရဘူးနော်လောကုတ္တရာပညာတဲ့ယုတ်တရားတွေပိုင်ခြားသိတဲ့ပညာတွေဉာဏ်တရားတွေပိုင်ခြားသိတဲ့ဉာဏ်နဲ့ယုံနာဓမ္မသင်္ခါရတရားတွေအနိစ္စဒုက္ခအနတ္တလို့မြင်တဲ့ပညာဉာဏ်လေးတွေအဲ့ဒီပညာဆိုတဲ့စွန့်အားသည်တဲ့သူတော်ကောင်းတို့ရဲ့ဥစ္စာဟုတ်တယ်လားဣရိဩတ္တပိတဲ့ဣရိဩတ္တပမကောင်းအကုသိုလ်တရားကိုပြုရမှာကြောက်လဲကြောက်တယ်ရှစ်လဲရှစ်တယ်မကောင်းဘူးအကုသိုလ်ကာယကံတရားတို့နဲ့နေရမှာကြောက်တယ်မကောင်းတဲ့အကုသိုလ်ကံတွေပြောရမှာဆိုရမှာကိုချစ်တယ်ရှစ်လဲရှစ်တယ်ကြောက်လဲကြောက်တယ်ဟိရိဩတ္တပဟုတ်လားဒါကြောင့်မို့လို့ကမ္မထအာထုတဲ့ယောဂီပုဂ္ဂိုလ်ဆိုတာမိမိမတိကပြောခဲ့တယ်လို့ပေါ့အမြဲတည်းနှုတ်ကိုပါလို့ထားရမယ်စောင့်ချောက်ရမယ်နှုတ်ကိုပါလို့ရမယ်တကယ်လို့နှုတ်ကိုမစောင့်ချောက်ပါမင်းတဲ့စကားတွေမြတ်နေရမယ်သီလတိုးပွားတဲ့စကားလည်းမဟုတ်သမာဓိတိုးပွားတဲ့စကားလည်းမဟုတ်ပညာတိုးပွားတဲ့စကားလည်းမဟုတ်ပါပဲနဲ့တာယိသမီးစီပွားရေးနိုင်ငံရေးလူမှုရေးတွေစကားတွေပဲခြောက်ပြီးတော့ပြောနေမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်အတွက်ဒီသီလတွေဘာဖြစ်နေတယ်ကောင်းသောစကားလားမကောင်းတဲ့စကားလားအဲ့ဒီဘုရားရှင်ကဟိတိဩတ္တပပိယံတဏံဟောဟိရိဩတ္တပဆိုတဲ့မကောင်းမှုအကုသိုလ်တရားတွေကိုကာယကံဖြင့်ဝစီကံမလောကပြောဆိုကြံစီတွေးတောမှုလုပ်တွေမလုပ်ပါလိမ့်နဲ့တဲ့။ဘာဖြစ်လို့ဆိုသီလကိုညှိုးစေတတ်တယ်သမာဓိကိုညှိုးစေတတ်တယ်ပညာကိုညှိုးပွားညှိုးစေတတ်တယ်။နားလည်တယ်နော်။သီလသမာဓိပညာဆိုတဲ့ကုသိုလ်စိတ်ကိုဆွတ်ယိုစေတတ်တဲ့ကိုယ်အမူအရာနှုံးမူအရာစိတ်မူအရာတို့ကိုဘုန်းကြီးတို့တရားဓမ္မတွေဆောင်ရမှာလားခြောင်ရမှာလား။ခြောင်ကျင်ရမယ်နော်။အကုသိုလ်ဖြစ်မဲ့အမူအရာမှန်တယ်မြတ်ကိုခြောင်ချရမယ်။ကုသိုလ်ဖြစ်မဲ့အမူအရာမှန်တယ်မြတ်ကိုဆောင်ရမယ်။အဲ့ဒီပြန်ကြဘုန်းကြီးတို့ဒီချိန်မှာမဟုတ်ဘူးဘုန်းကြီးတနေ့မှတစ်ချိန်ပဲလာတရားဟောမယ်3နာရီခွဲ4နာရီခွဲချိန်မှာဘုန်းကြီးတရားဟောမယ်နောက်ထပ်ရှိတဲ့အချိန်မှာဘုန်းကြီးကိုယ်ပိုင်အလုပ်တွေကိုလုပ်ဖို့စီမံထားတယ်မနေ့ပြန်ဆိုရင်ဘုန်းကြီးဝစီမပိတ်တော့လဲဝစီပိတ်ပြီးတကယ်တော့မပြောမဖြစ်တဲ့စကားမှဘုန်းကြီးပြောမယ်မပြောမဖြစ်တော့ရှိရင်တော့ပြောဖြစ်တာမန်စကားတွေမပြောဘူးကိစ္စကြီးငယ်မရှိပဲနဲ့ဘုန်းကြီးတို့တွေနဲ့အတွေ့မပေးပါဘူးဒါကြောင့်ဘုန်းကြီးကိုကိုဆုံးဖြတ်တဲ့ငါတက်တန်းလေးကြီးလာပြီအခုဒီနေ့ဆိုရင်ဘုန်းကြီးရဲ့59နှစ်ကိုရှည်လန်းသွားပါပြီ60တွင်းကိုရှည်တလန်းပြီးလန်းလာပြီအဲ့ဒီတော့ကိုယ်အလုပ်ကလေးကိုနာနာနေနေနဲ့လုပ်ဖို့ကိုဆုံးဖြတ်ချထားတယ်ဒါမလေးကပြောသလိုပေါ့အပြင်မှာရှိတဲ့တရားစခန်းတွေလည်းဘုန်းကြီးကြွဖြစ်ခြင်းမှပြောဖြစ်မယ်ဘ
ဘာကြောင့်လဲဆိုရင်ဆရာဝန်လည်းစကားကိုလည်းနားထောင်တင်တဲ့ကနောက်တော့ဘုန်းကြီးတို့ဆရာဝန်တွေကတော့6လလောက်ကိုဘုန်းကြီးတို့အနားယူဖို့နာနေနေဖို့ဒီလိုက်ကိုကျိတ်သားမှာဖြစ်ဖြစ်တကယ်လို့လေရင်နဲ့သွားလို့ရတဲ့နေရာကလေးလောက်ပဲအဲဒါလို့ဆရာဝန်တွေကလန်းပြီးကြောင်းကြားထားတော့ဘုန်းကြီးတို့နည်းနည်းစဉ်းစားထားရမယ်အရေးကြီးတာဘုန်းကြီးတို့ခဏခဏပြောနေသလိုကိုအရှိဆုံးဆိုတာဒီသဘောပေါက်ရမယ်ပေါ့သူတစ်ပါးတည်းရှစ်တဲ့ခင်တယ်ဆိုတာအလကားပဲဟုတ်လားဇနီးမယားသမီးသားညီကောင်မောင်နင်းအပေါ်ငါသိရှစ်တာသင်ကလည်းငါသိရှစ်တယ်အလကားပြောနေကြတာတကယ်ကိုယ်နဲ့တူအရေးကြုံလာလို့ရှိရင်ဘယ်သူမှမရှင်းနိုင်ဘူးညီမကောင်းဖြစ်ကြည့်ပါလားယောဂဖြစ်ကြည့်ပါလားတဝက်ယူပေးလို့ရသလားရှစ်တယ်လို့မဆိုဘူးလေပါဇက်ကအော်လို့မရဘူးလေတကယ်ရှစ်တယ်ဆိုလို့ချင်းယူတဝက်လောက်ယူပြီးတော့တဝက်ခံပေါ်ရောနေမကောင်းဖြစ်လို့ကဲနေတဝက်ယူငါတဝက်ယူဟုတ်လားနင်တဝက်ခံပေးပါငါတော့ငါထားလို့မရဖြစ်နေပြီညီလည်းနည်းနည်းပါသွားလို့ရငါလည်းနည်းနည်းပါသွားလို့ရအောင်တယောက်တဝက်ခွဲဝယ်ယူပါလို့ဆိုယူလို့ရမလားဘာဖြစ်လို့သူတစ်ပါးခန္ဓာကိုလည်းမပိုင်ဘူးလေကိုယ်ခန္ဓာလည်းသူတစ်ပါးကမပိုင်ဘူးလေဟုတ်တယ်လားမပိုင်ဆိုင်ဘူးဆိုရင်တကယ်ရှင်းနိုင်သလားအဝိဇ္ဇာတဏှာအာယုန်လေးရှိလို့သာတယောက်နဲ့တော့ရှစ်ခင်ကျင်နာနာဖြစ်နေကြတာပါအဝိဇ္ဇာတဏှာအာယုန်သာမရှိကြည့်ပါလားအနာဂါမိမညာဘုံညာကိုသာရရှိပါနော်အနာဂါမိမညာဘုံညာရမယ်ဆိုရင်ဘယ်သူမှမရှိတော့ဘူးဟုတ်တယ်နော်ဘာကြောင့်လဲဆိုရင်ကာမရာဂဗျာပါဒတွေမရှိတော့ဘူးလေနာဂါမိညာသောတပန်သဂရကံတို့ကတော့မိသားစုနဲ့နေတာပါပဲသောတပန်ဒီခလေးမွေးကြောင်းမွေးခလေးမွေးတော့အိမ်ထောင်တဲ့တဲ့အများကြီးပေါ့ဘုရားလက်ထက်ကလည်းဝိသကာဆိုဆိုရင်သား10ယောက်သမီး10ယောက်တော့မွေးခဲ့တယ်သောတာပန်ဘဝနဲ့ဟုတ်လားတချို့ကပြောတယ်ပေါ့တချို့ကမိဘတွေကသားသမီးလေးတွေဆုံးမတယ်နင်းတို့တော့ရိတ်သားကြီးသွားမဝင်နဲ့တော်နင်းနဲ့အိမ်ထောင်မကြပဲနေလိမ့်မယ်လုပ်ပြန်ပြီနော်ဒီနေ့တခါတော့ဘုန်းကြီးမှာရန်တကမကြီးတယောက်အိမ်ကြွသွားတော့အရှင်ဘုရားညံမလည်းဆုံးမအောင်နဲ့ဘာဖြစ်လို့ရိတ်သားကိုပဲသွားဖို့လို့ပြောနေတယ်တော်တော်ကြအိမ်ထောင်မကြပဲနေလိမ့်မယ်ပိုကောင်းတာပေါ့လို့ပြောလိုက်တယ်အရှင်ဘုရားကလည်းညမဖက်ကပါတာပေါ့ပါတယ်ကုသိုလ်လို့အပူရတာပေါ့လို့ဟုတ်လားကုသိုလ်အချိန်ပေးလို့အများကြီးရတာပေါ့လို့အရှင်မြတ်တရားမရတော့တရားမရပဲတရားရသွားရင်တပည့်တော်သမီးရတော်တော်ကြာရင်ဟိုမကြတယ်မကြဖြစ်မှာပေါ့တဲ့ကဲအဲ့ဒီစကားလုံးကမှန်တဲ့စကားလားမမှားတဲ့စကားလားဘုန်းကြီးပြောပြတယ်သောတာပန်တည်ထားရင်ဘဝအတွက်ကောင်းဆုံးဖြစ်ပဲနောက်ဆုံးမှအိမ်တော်ရသားကြတော်မှာသောတာပန်ပုဂ္ဂိုလ်များဟာလေဘယ်သောခါမှမျက်နှာမငယ်ရဘူးဟုတ်လားပြီးတော့သောတာပတ္တိမဉ္ဇဉ်ဘုံညာရထားတဲ့အမျိုးသားဖြစ်တဲ့အမျိုးသမီးဖြစ်တဲ့အိမ်တော်ရသားကြတော်မှာပဲကိုမိသားစုတွေကိုဘာဖြစ်အောင်ကြိုးစားအောင်မယ်သူကအရိယာဖြစ်အောင်ယရဏသုံးပါးပုံနိစ္စလာအောင်ကိုမိသားစုအတိုင်းဝိုင်းတွေကိုဘုရားနဲ့နှီးအောင်တရားတန်ခါနှီးအောင်စီမှပေါ့ဒီပုဂ္ဂိုလ်ကစီးယုံနေတဲ့သွန်းရည်တက်တွေသူ့မှာနှလုံးသားထဲမှာပြည့်သွားပြီလေလို့ဟုတ်လားဒါကြောင့်တရားဓမ္မတို့ရဲ့တရားအားထုတ်တဲ့ဆိုတာဟာငယ်ရွယ်စဉ်တို့မှာအားထုတ်ထားလေပိုကောင်းလေပဲဘာဖြစ်လို့လို့ဆိုရင်တရားထက်တဲ့အရှိတရားဒီဝရိယတွေတတိသမတွေပညာတွေထက်တဲ့အရှိဉာဏ်ထက်တဲ့အရှိဟုတ်လားဇွဲတင်လို့ရတဲ့အရှိကိုလုံလဝရိယတင်လို့ကောင်းခိုင်းလို့ရတဲ့အချိန်မှာခိုင်းထားမှကြီးစုများတာပေါ့အဲ့ဒါလို့ခိုင်းလို့ရတော့မှမခိုင်းရပါပဲနဲ့ခန္ဓာကအလိုလိုက်ပြီးတော့ပြောခဲ့တယ်လို့ပေါ့လေတာယသမီးစီဝါရေးနိုင်ငံရေးလူမျိုးရေးတဲ့ရွက်အသက်ကြီးမှလည်းမသိဘူးကိုယ်ဇရာတို့လည်းနေမှလည်းမသိမသားစောနာနေမှလည်းမသိဟုတ်တယ်လားဘာမဟုတ်တာလေးမှအရှင်းဖြုံးနေမယ်ဆိုရင်ကဲဒီလိုပုဂ္ဂိုလ်ရဲ့ဘဝသည်ပျော်စရာလားကြောက်စရာလားကြည့်လိုက်လို့ရှိရင်ဟာစိန်မြင့်မောတဲ့အော်တော့ကိုကကြည့်လိုက်လို့ရင်ပယနေတိတွန့်လင်းပြီဟုတ်လားပယနေတွန့်လင်းနေပြီဘုန်းကြီးတတိကပဲစာတော်မှာကြည့်လိုက်တယ်ပယနေတွန့်လို့အဖွားကြီးတယောက်စိန်မြင့်မောတဲ့အော်နေတာဘုန်းကြီးကသူ့ကြည့်ပြီးစိတ်သနာမိတယ်ဩဒီအသက်ရွယ်ဒီရှိမှဩဒီမှာတရားအားထုတ်ဖို့အချိန်ရောက်နေပြီနော်ဟောတရားနဲ့နေမယရဏသုံးပါးနဲ့ဘုရားတရားအဆုံးအမတရားလိုက်နာကျင့်သုံးပြီးကမ္မထံကွယ်လုပ်ငန်းဝင်ပြီးတော့ညီအေးတော့ဘဝပန်းချင်းဖြစ်အောင်အားထုတ်မဲ့အချိန်မှာကြည်စမ်းမအောင်မဟုတ်တဲ့လုပ်တွေလုပ်နေပါပေါ့လားအဲ့ဒါလိုကြွေးကြော်နေမဲ့အစားက
ကဲဘယ်နေရာမှာတို့မြောက်ဆရာတော်ရိတ်တာမှာတရားအားထုတ်မယ်တရားစကားဖွင့်မယ်လက်တရားအားထုတ်အောင်သွားကြပါလို့ကြွကြော်ဘယ်တော့ကောင်းမလဲဘယ်ဘောထက်ကစင်ဘောထက်ကဟုတ်တယ်လားအခုအဲ့ဒါအော်တဲ့ပုဂ္ဂိုလ်ဘယ်နှစ်ယောက်ရှိလဲခေါင်းပေါင်းတတ်တဲ့ပုဂ္ဂိုလ်ရောဘယ်ပုဂ္ဂိုလ်မဆိုဘယ်သူမှမအော်ဘူးတရားအားထုတ်ဖို့လေပါတီကိုပဲဟောနေကြမနေ့ကဘုန်းကြီးနောင်တော်ပြောတော့မဲပေးဖို့ပဲရှိတယ်သူတို့မဲပေးပါဟိုမဲပေးပါဒါပဲပြောနေကြတာဟုတ်တယ်လားဟာတရားစကားသွားကြပါအသေးလေးရတရားစကားနေသွားကြတရားအားထုတ်ကြပါကိုယ်ပိုင်လုပ်တယ်လုပ်ကြပါလို့ဘယ်သူမှလည်းမပြောဘူးဘာဖြစ်လို့မပြောတာလဲဟမ်ဘာဖြစ်လို့ပြောတာလဲသူတို့မှမသိပဲကိုဘာရတာကိုမသိသေးတာတရားအရတာကိုမသိဘူးလေဒါကြောင့်လို့ဘုရားရှင်ကဓမ္မအယတ္တကိုမတောက်သုံးထားသောပုဂ္ဂိုလ်သည်ဓမ္မအကြောင်းကိုမပြောတတ်ဟုတ်တယ်လားဓမ္မအယတ္တကိုမိမိကိုယ်တိုင်တောက်သုံးမှုမရှိသောပုဂ္ဂိုလ်သည်ဓမ္မစကားကိုမပြောတတ်အဲ့ဒီဓမ္မစကားဟာသူတို့အတွက်ခါတယ်နားခါတယ်တဲ့ဒါကြောင့်လေသူတို့တဏ္ဍာမှာသိဉာဏ်မရှိဘူးအသိစိတ်မရှိဘူးဘုရားရှင်အဆုံးမတရားလေးကိုနှလုံးသားထဲမှာတီးအောင်မကြင့်မကြံမအားမထုတ်ထားဘူးဆိုရင်ကဲပျော်စရာလားကြောက်စရာလားဒါလူတွေကမှပြောတာမဟုတ်ဘုန်းကြီးတွေလည်းပါတယ်ပေါ့အကုန်ပြောရတော့တရားဆိုတာကဓမ္မဒိဋ္ဌာရှိတယ်လေပုဂ္ဂလဒိဋ္ဌာပြောတော့ဓမ္မဒိဋ္ဌာလည်းဟောရတယ်ဘုရားရှင်ဆုံးမကမြတ်တော်ပဲဓမ္မဒိဋ္ဌာတွေများတယ်ယဟန်တန်ဃာတော်တွေဒီအလုပ်တွေလုပ်နေမယ်ဆိုရင်ဟာတို့လို့ကိုလို့ပရိယတ်တိလို့ပฏิပတ်တွေအလုပ်တွေလုပ်သာသနာအပြုလုပ်ငန်းတွေသာနာတော်မြတ်မှာဒကာဓမ္မတွေကိုလည်းငြိမ်းချမ်းရေးဒကာဓမ္မငြိမ်းချမ်းအောင်လောဘဒေါသမောဟတွေညှိအောင်ဟောနေကြမယ်ပြောနေကြမယ်ဆုံးမနေကြမယ်ကိုလို့ကိုယ်ပိုင်လုပ်တွေလုပ်နေကြမယ်ဘုရားအဆုံးမတဲ့လိုက်နာကျင့်သုံးနေကြမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်တွေကကျေးဇူးမများဘူးလားသာသနာပြုတာရောက်တာပေါ့ဘာပြုတာရောက်တယ်နည်းနည်းဟိုတနေ့ကတော့မှဆရာတော်ကြီးကြွလာတယ်ဗမောဆရာကြောင့်ဆရာတော်ဘုရားအေးစစ်စစ်ဆရာတော်အေးစစ်နေဖို့ကောင်းပြီဘုရားလုပ်တယ်မလုပ်ပါနဲ့လားဘုရားမလုပ်ရှင်ပါဘူးတဲ့အတင်းခိုင်းထားလို့လုပ်နေရအဲ့ဒါ80ကျော်နေပြီ86နဲ့ရှိနေပြီဟုတ်တယ်နော်အေးစစ်စစ်ဒီတက်ဒီရွယ်မှာအေးစစ်နဲ့တကယ်လို့ဟိုကမ္မထံအာယုံလေးနဲ့ပေါ့နော်ကိုယ့်ရဲ့ဘောတွေနောက်ဆုံးရှင်ဖြစ်နေပြီလေကမ္မထံစိတ်နဲ့အေးဒီဘောငြိမ်းချမ်းတဲ့အသီးလေးတွေယူပြီးတော့ကိုထိုင်ထတော်လာအရိယာဘောတိုင်မှာတကားလေးပိတ်ပြီးတော့နေဖို့တောင်သိကောင်းလားမိသည့်ပုဂ္ဂိုလ်နဲ့အတိတ်မပြေးပဲနဲ့တကားလေးပိတ်ပြီးကိုငြိမ်းချမ်းရဲ့အသီးလေးတွေကိုယူအားထုတ်တယ်ပေါ့မကောင်းဘူးလားဟာနောက်ဆုံးချိန်လေးတကားဓမ္မတကုကိုတနာဖို့ကောင်းတယ်နော်မိမိကိုယ်တနာမိရင်ဘသူဆုံးမကိုလိုက်နာရမယ်တဲ့မတနာရင်တော့မကောင်းတဲ့အလုပ်တွေလုပ်ပေါ့ဟုတ်တယ်လားအဲ့တော့လောကကြီးဟာကြီးဒါကြောင့်ဘုရားရှင်ဟိုဒီအာဇိတကေတကမ္မလပြောတာလေးကိုသတိထားမိတယ်ရှင်သာရိပုတ္တရာအလောင်းနဲ့ရှင်မောက္ကလအလောင်းကိုလေဥပတိတ္တနဲ့ကောလိတရှင်သာရိပုတ္တရာအလောင်းနာမည်ကဥပတိတ္တနော်အရှင်မောက္ကလအလောင်းနာမည်ကကောလိတနော်ဥပတိတ္တနဲ့ကောလိတသူတို့နှစ်ပါးကိုဟေ့ကောလိတလာစမ်းလောကမှာလေလူလိမ္မာလူမိုက်တွေရှိတယ်ကွာလူလိမ္မာတွေဖယားထံသွားလိမ့်မယ်လူမိုက်တွေငါစီမှာကြံအောင်မှာပါကွာဥပဒိတကောလိတမင်းတို့လူလိမ္မာသွားကောဓမထံငါစီမှာလူမိုက်တွေကြံအောင်မှာပါကွာငရဲပြေသွားမဲ့ပုဂ္ဂိုလ်လဲကြံအောင်မှာပေါ့ကွာနိဗ္ဗာန်သွားတဲ့ပုဂ္ဂိုလ်ကြီးရှိငရဲပြေမှာလူ6ကုန်မှာပေါ့ရုပ်မာတဲ့စကားတွေနော်လူမဲ့တွေသူ့စီမှာကျန်တော့အရှင်ပြင်ဆရာကြီးကျွန်တော်တို့သွားရင်တရားမှကြံမှာမဟုတ်ဘူးကြံမှာပါကွာပြောလို့မရတော့ကဲတပည့်တို့သွားကြမယ်ဆိုပြီးတော့ဟာ1000လုံးအဲ့ဒီကျောင်းသားကြီးကခွဲခွာသွားပြီသူ့တယောက်တည်းကြံလိုက်တယ်အဲ့ဒီတော့မှတောကတွေဖြစ်တော့တာပဲသိသိဆရာကြီးလေပေတိတ္တသင်္ဇာနာကြီးဟာမိစ္ဆာတိတိအယူဝါဒကိုမစွန့်နိုင်ဘူးသူတို့ကအယိုးဆွဲနေတာကိုငါဆွဲလေငါဆွဲအတ္တဆွဲဒိဋ္ဌိဆွဲနေရာတိုင်းမှာငါတငါနဲ့အဲ့ဒီသက်ကာယဒိဋ္ဌိအစွဲကြီးကိုမဖြုတ်နိုင်ခဲ့တဲ့
asila ke asila ke ta kamala do be tissa tinsana do ha ke ayu swéတဲ့မစ္ဆာတိအယူနဲ့သေးတော့ကောင်းတဲ့နေရာလားမကောင်းတဲ့နေရာလားတွေးအံပြီးတော့မတ်တက်ကလဲပြီးသေချာတော့ကောင်းသောသိခြင်းလားမကောင်းသောသိခြင်းလားဘာစိတ်နဲ့သေးတဲ့နှလုံးမသာရသောစိတ်ဘာစိတ်ပါလိဒေါမနတစိတ်ဒေါသနဲ့စီသိရင်ပဲရောက်မယ်ငရဲနော်ဒါကြောင့်မို့လို့အရာတိုင်းမှာယဟန်ဖြစ်ဖြစ်လူဖြစ်ဖြစ်တရားဓမ္မတို့ရဲ့ကိုယ့်ရဲ့ဘဝကိုကြိုတင်ပြီးပြင်ဆင်ထားရမယ်တဘဝတဏ္ဍစာပေါ်မှာရက်မူးမနေနဲ့ဟုတ်လားတဘဝတဏ္ဍစာမှာအရှိန်ဖြုံးပြီးမနေနဲ့ကိုယ့်အတွက်ကိုအဓိကဆောင်ပြီးတော့မရမရှင်းပါလို့ရမယ်အာထုတ်ထားရမယ်အာထုတ်ထားရမယ်နော်မရမရှင်းပါလို့ထားရမယ်စိတ်ကိုဆုံးမတဲ့သဘောကိုတရားအာထုတ်တဲ့ဆိုတာဘာကိုဆုံးမတာတချို့ပုဂ္ဂိုလ်တွေဒီကဩဝါဒပေးတဲ့ပုဂ္ဂိုလ်တွေကဆရာတော်တွေကခန္ဓာကြည့်ဉာဏ်နဲ့စက်ကြည့်ဝိကျွဲတင်ပြီးကြည့်ပြောရင်တောင်မှဘယ်လောက်ပြောတော့လူပြောတယ်ယဟန်တော်တွေတဲ့မနဲ့စောစောပိုင်းကကိုတော်ကြီးတပါးဒီကဩဝါဒပေးနေမျက်စိမှိတ်ပြီးကြည့်နေဘုန်းကြီးကိုကြည်စံကန်းလိုက်တဲ့ဉာဏ်နော်ဒီလောက်ကြီးနေပြီးပြီမျက်စိဖွင့်ကြည့်နေတော့သည်မျက်စိမပွင့်တပွင့်နေပြီခဏခဏချောင်ကြည့်တယ်တော်ကြီးပါလို့ဩမွဲလိုက်တာကံကလည်းမွဲနေပြီးပြီဉာဏ်လည်းမွဲနေတယ်အတိတ်ဉာဏ်နဲ့မပေါ်လွင်တာကိုပြောတာနော်ရိတ်တာမနေတာလည်းကြာနေပြီးပြီခုထိထိပဲဒီစိတ်ကလေးကိုမဆုံးမနိုင်သေးဘူးဘယ်ဆုံးမနိုင်မလဲဉာဏ်မှမွဲတယ်လေဉာဏ်ဒီမွဲတယ်ကံမွဲတော့ဉာဏ်မွဲတာပေါ့ဟုတ်လားကံကလည်းမွဲပြီဉာဏ်လည်းမွဲနေပြီမဖြစ်တာလို့သာသာသနာတော်တွေကိုလာပြီးတော့မိခိုနေတာဒါပယပပ္ပစိတသဘောပြောတာပေါ့နော်ဘုန်းကြီးတို့ကအမှန်ကိုမှန်ပြောတတ်တယ်ပြောလို့မကြိုက်ရင်လဲတည်သွားပြီစီဘာဖြစ်လို့လဲဘုရားရှင်ကအကျိုးရှိတဲ့ဟုတ်မှန်နဲ့လူမကြိုက်ဩတာဟောပြီးငါသားသည်အကျိုးရှိတဲ့ဟုတ်မှန်နဲ့သူနာလို့တဲ့ဟောစကားနှခွန်းကိုဟောခိုင်းတယ်ဘုရားကအဲ့တော့ဒီသက်ဒီရွယ်လေးမှာကိုယ့်ရဲ့စိတ်ကလေးကိုအမြဲတမ်းဘာလို့နေရတဲ့အချိန်ကမ္မထအာယုံနဲ့တွေ့ထိနေရမယ့်ချိန်မဟုတ်လားစိတ်ထွက်ဖို့ကြံစိတ်ကူးတယ်စိတ်ကူးတယ်စိတ်ကူးသည်ပြီးစိတ်ကိုနှာသီးပြပြန်ကဒါမှဝင်လေထွက်လေမှတ်လို့မရရင်စိတ်ကိုဖောင်းတာပိန်တာလေးပြောင်းမှတ်ခါကျဟရိယကိုထောက်မှတ်ရင်ချက်ကိုထောက်ရင်နဲ့ဒိတ်ဒိတ်ထင်ချတဲ့သဘောလေးရင်နဲ့ကနှလုံးကုန်သားကြိုက်ဒိတ်ဒိတ်ပေါ်တာလေးကိုတတိကလို့ကြည့်ခါတဲ့သူ့မထင်ချပဲအာနာပါနာပြောင်းမှတ်မထင်ချဝမ်းပိုက်မှာအရိယပဋ္ဌာန်တွေဝမ်းပိုက်ရှူသွင်းတဲ့အခါမှာရေခနဲ့ဖောင်းသီးပြတ်သွားတာလေးရှူတဲ့ရေခနဲ့ပိန်သီးပြတ်သွားတာလေးဖောင်းတာပိန်တာကိုတန်းမှတ်ရဖို့ဖောင်းသီးပြတ်သွားတာပိန်သီးပြတ်သွားတာလေးကိုဝိပဿနာထိုက်အောင်ကြည့်ရဝင်လေထွက်လေကိုတန်းမှတ်ရရှူတဲ့ဝင်လေလေးကနှာသီးပြားထိနှာသီးပြတ်မချုပ်သွားတာလေးထွက်လေရလဲနှာသီးပြားမှထိနှာသီးပြားချုပ်သွားတာလေးကိုဒါဝိပဿနာဉာဏ်ထိုက်အောင်ကြည့်သို့တော့တမာတိအာမကောင်းသေးတဲ့ခန္ဓာမှာဝင်လေထိတိထွက်လေထိတိမှတ်လို့မထင်ရဝင်လေအစာအလဲအစုပ်ထွက်လေအစာအလဲအစုပ်ဝင်လေအစာကနာသီဝအလဲကရင်ကြိုင်အဆုံးကရှစ်တိုင်ထွက်လေအစာကရှစ်တိုင်အလဲကရင်ကြိုင်အဆုံးကနာသီဝဝင်လေအစာအလဲအစုပ်ထွက်လေအစာအလဲအဆုံးအဲ့လိုစိတ်ကိုထောင်းလို့အရှစ်30 20ကြည့်လိုက်တမာတိပြုံးလိုက်ပြီးပြီဆိုတန်တဲ့အချိန်ရလာပြီဆိုတော့မှရှုတဲ့ဝင်လေလေးကနှာသီးပြားမှထိနှာသီးပြားချုပ်ပြောင်းသွားတာကြည့်ဝင်လေကိုပတ်တာမို့ထိမှုသိမှုလေးကြည့်တာဖောင်းတာပိန်တာကြည့်တာမို့ဖောင်းတိပြပိန်တိပြသွားတာကြည့်မို့ဝိပဿနာဉာဏ်လေးတွေဉာဏ်သွင်းရတဲ့ယောဂီတို့ရဲ့ဘာသွင်းရမလဲဉာဏ်အလုံးတော့တရားအားထုတ်တဲ့အလုပ်ကဘာအလုပ်ဒီစိတ်ကိုအမြဲတမ်းထိုင်ထထလေးစိတ်ကိုဘာလုပ်နေရလဲပြင်နေရတယ်နော်စိတ်လောက်ဆိုးတာဒီစိတ်ပဲဒီစိတ်ကလေးကိုဒီစိတ်အာယုံကလေးကိုတတိပဒံအာယုံတို့ပြင်တွေးထိမရှိဘူးဝိပဿနာဉာဏ်အာယုံတို့ပြင်တွေးထိမှုမရှိဘူးဆိုရင်ဒီပုဂ္ဂိုလ်များရဲ့တန်ត្រာလန်ခီးသည်ရေမောစရာမှတပါဘာမရှိဘူးဘာဖြစ်เสียရေမောစရာမွန်းကြက်เสียနှလုံးမွန်းကြက်เสียရှိတယ်
ဘာဖြစ်လို့လဲဆိုတော့မိမိရဲ့စိတ်အစဉ်မှာအတိတက်ကလေးဝိပဿနာအတိလေးဒီမပေါ်လွင်ဘူးဆိုရင်အနဲ့ကင်းတဲ့ဘဝနော်ဝိပဿနာဆိုတဲ့အတိတလုံးလေးညီရတဲ့ခန္ဓာအစဉ်ဉာဏ်ရှင်ပြီးကြောင်းညဆိုင်ပြီးကြည်နေတဲ့အတိလေးဒီထိုင်နေစဉ်ဖြစ်ဖြစ်ရက်နေစဉ်ဖြစ်ဖြစ်သွားလာလာထိုင်တတ်အမူအရာတိုင်းမှာတည်ငြိမ်အေးချမ်းသောအာယုံကလေးဖြင့်ကဲခါပြီးကြောင်းရဆိုင်ပြီးကြည်နေမယ်ဆိုရင်ဒီပုဂ္ဂိုလ်ရဲ့ဘဝဟာကောင်းဆုံးလားအဆိုးဆုံးလားဘယ်သူပြုပြင်တာမိမိကိုယ်ကိုပြုပြင်တာနော်ဘယ်သူကမှပြုပြင်လို့မပေးနိုင်ဘူးနော်ဆရာသမားဆိုတာကအကြောင်းကြီးနာဟောပေးရုံလားဟောနေတာထိုင်ပုံထိုင်နည်းထားပုံထားနည်းသွားပုံသွားနည်းရပ်ပုံရပ်နည်းရှည်လန်းပုံရှည်လန်းနည်းဒီကအစကြွကျင်တာလေးဖြစ်ဖြစ်ကြွတက်သွားတာလေးဒီလှမ်းနေတာလေးဖြစ်ဖြစ်လှမ်းတက်သွားတာလေးဒီခြိုင်တာဖြစ်ဖြစ်ချသွားတာထိတာတိတာလေးဒီဖြစ်ဖြစ်လေးကြွတယ်ရှားတယ်ထိတယ်တိတယ်ဟောဓမ္မ2မှတ်လောက်ကိုဓမ္မဝိဘယ်လန်းတယ်ထိတိညာလန်းတယ်ထိတိအခုလိုတရက်2ရက်3ရက်လောက်ကိုဘယ်လန်းဖို့ညာလန်းဖို့အဓိကဆောင်ဘယ်ဘက်ရှိတော့လမ်းရင်စိတ်ကိုဘယ်ဘက်ရှိတော့ကရှားတဲ့ကမှာရှိတော့နဲ့အောက်ကခင်းတဲ့ထိတာကိုတိညာဘက်ရှိတော့လမ်းရင်စိတ်ကိုညာဘက်ရှိတော့ကရှိတော့လေးအောက်ကထိတာတိဟောဘယ်လန်းတယ်ထိတိညာလန်းတယ်ထိတိအကက်ခတ်လို့ကြောင်းကြလေးဆိုင်ပြီးတော့ကြည့်သွားဖို့လို့အဲ့ဒါလို့ထိမှုသိမှုထိုးနေကိုတတိကြရပြုသလိုမိမိတဏ္ဍာမှာရှိတာရှိလန်းအမကလေးနဲ့စဉ္ညာအချိန်မှာထိုင်တဲ့ခါလိုက်ခန္ဓာကိုယ်ကြီးကိုပြောပြီးအာနာပါနဝင်လေထွက်လေကိုရှေ့ခန်းအဲ့ဒီဝင်လေထွက်လေသဘောလေးကိုကျိန်ပန်းထပ်ဆင်းကြည့်အဲ့လိုကြည့်လာတဲ့အချိန်မှာကြည့်လို့သိလာတဲ့အသိဒီအနှစ်သာရနဲ့ပြည့်စုံတဲ့အသိအနှစ်သာရဆိုတာလောဘဒေါသမောဟတွေငြိမ်းနေတဲ့အသိဟုတ်တယ်လားယောဂီတဏ္ဍာမှာလောဘဒေါသမဖြစ်ရင်လေမောဟတွေခဏဝင်နေတတ်တယ်စိတ်အတွေးတွေခဏဝင်စိတ်တွေပြန့်လွင်နေတတ်တယ်စိတ်ကတောင်တွေးမြောက်တွေးတောင်ကြံမြောက်ကြံကြံစီတွေးတောနေတာဒီအဲ့ဒါမောဟနော်ထိုင်တော့ငြိမ်လေးတော့ထိုင်နေပါရဲ့လူမြင်တော့ငြိမ်နေတာပဲအော်ဒီယောဂီပုဂ္ဂိုလ်ငြိမ်နေတရားမှတ်နေတာပဲလို့မထင်နဲ့ငြိမ်တိုင်းလည်းတရားအမှတ်မရှိဘူးဘာဖြစ်နေလဲစိတ်တွေပြန့်လွင်နေလို့တောင်တွေးမြောက်တွေးဟိုတွေးဒီတွေးဟိုရောက်ဒီရောက်လူကသာဖျားရှိမှတန်ခါရှိမှစိတ်ကအပြည့်ရောက်နေမယ်ဆိုရင်တရားနဲ့နေတာလားမတရားနဲ့နေတာလားကိုယ်စိတ်ကိုစစ်ရတယ်ယောဂီတို့ရဲ့စိတ်ကိုအမြဲတမ်းစစ်ဆေးပြီးဆုံးမနေရပဲနော်ဒီစိတ်ကလေးကိုမဆုံးမဘူးဆိုရင်ဘဝမှာရေမောเสียတွေ့ရတတ်တယ်အခုလောလောဆယ်မသိတာသေးဘူးနောက်ကြံလိုက်မကြခင်တွေ့ရလိမ့်မယ်ပို့ပြီးတော့အသက်ဒီကြည်လာပဲအဲ့ရမှာဘုံမလေးနဲ့အချိန်ရောက်တော့မယ်နာမကြံဖြစ်လာတဲ့အချိန်မှာယောဂတို့ဒိုင်းကလေးမမျောလိမ့်မယ်ဝင်လိုက်တဲ့အချိန်မှာကြိုတင်ပြီးတော့ဒီဝေဒနာလေးကိုသိခံပြီးမမှတ်အတိတုဉာဏ်တို့ပေါ်လွင်အောင်အာမထုတ်ထူးခြားတဲ့အတိတုမဉဏ်ပေါ်ညာပေါ်အောင်မကြင့်မကြမအားထုတ်ဘူးဆိုရင်ဒီပုဂ္ဂိုလ်ဘဝဟာပျော်စရာလားကြောက်စရာလားမကောင်းသောစိတ်တွေကဗိုက်ထဲမှာပြည့်နေတယ်အယိုးဆွဲတယ်ဒိဋ္ဌိဆွဲတယ်သားဆွဲသမီးဆွဲပစ္စည်းတွေဆွဲဟုတ်လားဟာတောတာဟိုလဲကိစ္စဆွဲနေပြန်ပြီဥယျာဉ်ကိစ္စဆွဲနေပြန်ပြီဟိုပစ္စည်းတွေကိစ္စဆွဲနေပြန်ပြီကဲကြည်စမ်းမအောင်ဒီသက်ဒီရွယ်ကြီးဒါတွေအကုန်ပြတ်ထားလိုက်နိစ္စတဲ့ပုဂ္ဂိုလ်ပြေးလိုက်စွန့်လိုက်ကိုဟာကိုအလုပ်လုပ်ရမယ်ချင်းမလို့အဲ့ဒါဆွဲအဲ့ဒီနေရာမှာသွားပြီးဘာဖြစ်သွားလဲပြိတ္တာဖြစ်လိမ့်မယ်နားလည်ပြီနော်ပြိတ္တာမဖြစ်တိရစ္ဆာန်ဖြစ်လိမ့်မယ်ဆွဲတဲ့နေရာမှာဖြစ်သွားတာနော်ဇပကြီးမွေတွေဖြစ်သွားတယ်ဆိုအဲ့ဒီအစွဲတွေဖြစ်သွားတာတချို့ပုဂ္ဂိုလ်တွေမိမိတဲ့နိစ္စတဲ့ပစ္စည်းဥစ္စာတွေမှာအစွဲတစွဲနဲ့တည်လွန်သွားလို့အဲ့ဒါလိုမကောင်းကြွတဲ့ပြိတ္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်တပုံကြီးတရေဖြစ်သွားတာပေါ့လောကတခါနဲ့ပြောမယ်ဆိုရင်ဘာဖြစ်လို့ပြကအစွဲရှိတာကိုဟုတ်တယ်လားအစွဲကိုမဖြုတ်သေးငါစွဲငါဥစ္စာငါပစ္စည်းငါပိုင်အဲ့ဒါငါပိုင်တဲ့ငါဖြစ်နေစွဲနေတဲ့အဲ့ဒီဒိဋ္ဌိစွဲသည်ကဲကောင်းကျိုးလားမကောင်းကျိုးလားမကောင်းကျိုးပေးမယ်နော်စွဲလန်းနေတာကသမုဒိယသစ္စာဟုတ်တယ်လားဆင်းရဲကြောင်းတရားလေအဲ့ဒီစွဲငင်းခြင်းတော့ယင်ထဲမှာခဏပူနွေရတာသဘောကဒုက္ခသစ္စာ
ညာလည်းပြီနော်အမြဲတမ်းပူလောင်နေတာကဒုက္ခသစ္စာဆွဲနေတာလေးကသမုဒယဘာနဲ့ပါတွဲပြီသမုဒယဒုက္ခသမုဒယလို့ဆိုရင်ဒီစိတ်နဲ့သိရင်ဒုတိယဘဝမှာကဲချမ်းသာတဲ့ဘဝလားဆင်းရဲတဲ့ဘဝလားဘာကိုမပြုတ်ပြင်နိုင်ခဲ့လို့အကုန်လုံးကိုဘာလို့ထားရမလဲပြစ်ချထားရမယ်တရားထိုင်ပြီးတရားစကန်ဝင်ပြီးတရားအထုတ်ပြီးဆိုရင်အကုန်ပြစ်ချသာသနာအလုပ်ကိုလုပ်ပြီးဆိုဒီအကျွဲတွေမထွဲနဲ့စွဲနေတဲ့မြတ်ကလပတ်လို့အဲ့ဒီစွဲကြောင့်ဘာဖြစ်လိမ့်မလဲဒုက္ခရောက်မှာပေါ့အဲ့ဒါကုသိုလ်ဖြစ်မဲ့အလုပ်မဟုတ်ဘူးကုသိုလ်လုပ်ရမယ်အလုပ်တွေမဟုတ်ကုသိုလ်ဖြစ်မဲ့အလုပ်တွေကိုစွဲနေကုသိုလ်လုပ်မှစွဲနေမယ်ဆိုရင်တော့ဒါဒါနကုသိုလ်လုပ်သီလကုသိုလ်ဝိပဿနာတရားနဲ့ပတ်သက်စွဲလန်းနေမယ်စွဲလန်းမယ်ဒီခန္ဓာကိုယ်ကြီးငါဘာလို့ရမယ်ငါတရားမှတ်ရမယ်အဲ့ဒါလို့ကုသိုလ်အာယုံလေးပေါ်မှာစွဲညှိနေမယ်ဆိုရင်တော့ဒါတမ္မာဒိဋ္ဌိနဲ့စွဲနေတာတမ္မာဒိဋ္ဌိဖြစ်နေနော်တမ္မာဒိဋ္ဌိမက်ကဘာဝနာတတ္တိကတော့နိရောဓသစ္စာဖြစ်မှာပေါ့ဘာသစ္စာဖြစ်မယ်နိရောဓနေပယ်ဆိုတာကတရားဓမ္မတို့ရဲ့ဒုက္ခတွေငြိမ့်တဲ့နေပယ်နဲ့။အိုခြင်းနာခြင်းသိခြင်းနဲ့တက်တာသွားတဲ့နေပယ်။အရိယာဖြစ်သွားပြီဆိုအိုတက်သွားပြီအနာတက်တာသွားပြီအတေတက်တာသွားပြီ။အိုနာတဲ့တက်တာတဲ့အလုတ်ကဘု து ဆုံးမှာပါ။ဟောရင်ပြောပြပဲ။ဒီခန္ဓာကိုယ်ကြီးကိုထိုင်နေခြင်းဖြစ်ဖြစ်ရနေခြင်းဖြစ်သွားလာတဲ့သတိပဋ္ဌာန်တရားလက်ကင်ထားကြောင်းကြဆိုင်အကဲခံပဲလေးဝါဝါလေးကျူသားလေကိုဝါဝါလေးချူအကဲခတ်လို့ကြောင်းကြလေးစိုက်ပြီးစိတ်ကိုချမ်းသာတာလေးထားစိတ်ထွက်ရင်ထွက်တဲ့စိတ်ကူးတဲ့တိပြန်မှတ်ခန္ဓာပြန်ကြည့်စိတ်ထွက်တော့စိတ်အာရုံတော့မလိုက်စေနဲ့ပြန်မှတ်ခန္ဓာပြန်ခိုင်းခန္ဓာပြန်ကြည့်အဲ့ဒါလို့ကြည်ပံများလာတော့မှအသုံးပြုပံများလာတော့မှယောဂီတဲ့စိတ်ကလေးတွေကနူးညံ့သိမ်မွေးလာတာနော်ဒီနူးညံ့သိမ်မွေးလာတဲ့စိတ်ကလေးကအဲ့ဒီစိတ်ကြောင့်အလောဘအတောဒအမောဟတို့ဖြင့်တိဟိပရိတံဒီပင်ကိုညာရှိတဲ့ယောဂီရဲ့စိတ်စွမ်းအားတတ္တိကအနှစ်သာရနဲ့ပြည့်စုံတဲ့အရှင်ဖြစ်နေတယ်အတိတလုံးအမျက်ဆုံးဖြစ်တယ်လို့မိမိရဲ့အမျက်ဆုံးအတိတလုံးဖြစ်ဖို့လိုတယ်မဟုတ်လားမြင့်မြတ်တဲ့အတိတလုံးဒီအနှစ်သာရနဲ့ပြည့်စုံတဲ့အတိဖြစ်ဖို့လိုတယ်ဒီသီလယနသမာဓိယနပညာယနတို့ဖြင့်ထုံမှန်းထားသောစိတ်သည်အနှက်ရှိတဲ့စိတ်ဟုတ်တယ်လားဒုက္ခဝမောကျွတ်လွတ်လို့တဲ့စိတ်အဲ့ဒီဒုက္ခတန်တရာမှာထွတ်မြောက်လို့တဲ့စိတ်ပိုင်းဆိုင်ရာလေးတွေကိုယ့်ရဲ့နှလုံးအိမ်ထဲမှာတည်နေမယ်ဆိုရင်ဘယ်ပုဂ္ဂိုလ်မဆိုအလိုလိုငြိမ်းချမ်းသာပြီးတော့နုညံ့သိမ်မွေ့သောစိတ်ပိုင်ရှင်မှုလို့အကုသိုလ်နဲ့တွေ့ထိမှုနည်းလာတယ်ဗျာ။ဘာနဲ့တွေ့ထိမှုဒီနုညံ့သိမ်မွေ့သောစိတ်ကလေးကိုမွေးမြူထားပြီးနုညံ့သိမ်မွေ့သောကိုယ်အမူအရာနုညံ့သိမ်မွေ့သောနှုတ်အမူအရာနုညံ့သိမ်မွေ့သောစိတ်အမူအရာတို့ဖြင့်တတိပဒံအာယုန်တို့ပေါင်းစည်းထားသောစိတ်အာယုန်သည်ဝိပဿနာဉာဏ်တို့ဖြင့်ဘယ်စိတ်လေးပေါ်ဘယ်အာယုန်လေးပေါ်ဖြစ်ပေါ်လာတဲ့အာယုန်တို့သည်ဟောခဏဖြစ်ပြီးခဏပြည့်နေတာကိုလို့ဘယ်စိတ်လေးပေါ်မြင်စိတ်ပေါ်ကြားစိတ်လေးပေါ်နာစိတ်ကလေးပေါ်စားစိတ်ကလေးပေါ်ယာတာနာတာကောင်းတာပေါ်ကြံစီစိတ်ကူးတာပေါ်လာတဲ့အာယုန်တက်ကလေးကိုတတိလိကပ်ပြီးဉာဏ်နဲ့ကြည့်လိုက်သည်ရှိသောအကြည့်ခန္ဓာသည်အကြည့်ဉာဏ်အောက်မှာပြင်ဒရဇာဖြစ်ပြီးဒရဇာပြည့်နေတယ်ဟုတ်ကဲ့လားဒရဇာဖြစ်ပြီးဒရဇာပြည့်နေလို့ဘာသစ္စာလဲကြည်ပြီးဖြစ်ချင်းလက္ခဏာတက်ကလေးကိုညာလေးတမချင်းအကဲခတ်ပြီးတွေ့ထိနေတာလေးကမေဃသစ္စာဘာသစ္စာလဲဒုက္ခသစ္စာမှာအဲ့ဒီဒုက္ခသစ္စာမှာမေဃသစ္စာညာတတ္တိကလေးပဲနေတဲ့စိတ်ဆုံးအားသည်အနှစ်သာရနဲ့ပြည့်စုံတဲ့ဘဝဖြစ်နေပြီဘယ်သူအဆုံးမနဲ့နေတော့ဒါကြောင့်ယဟန်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ဘုရားရှင်အဆုံးမအာယုန်တို့ဖြင့်နေနိုင်သောပုဂ္ဂိုလ်တို့သည်ဉာဏ်တာဖာနေနိုင်တယ်ဟုတ်လားဘုရားရှင်အဆုံးမအာယုန်တို့ဖြင့်စိတ်ကလေးကိုတွေ့ထိမှုမရှိသေးဘူးရုပ်တနန္တပေါ်မှာတတိပဌာအာယုန်တို့ကိုအရှိပြုပြီးတော့တတိပဌာဘာဝနာဖြစ်အောင်မတွေ့ထိနိုင်သေးသည်မြတ်ကာလပတ်လုံးတတိပဒံလမ်းဆုံးကိုစိတ်က
Nyanga, Mahnan, the Makalabalo, Yaham Pia, Lupia, Santa Mala, Siemala. Papilo Siede, Siede, a local lonely low. Siede, a local lolo, Sierra, no? Santa de a local low in Chantarabo. Tini, Kamatan de Adobe, Ato de Sura, Palo. A look at or Shanta de a looking, Koga di loco, Maluyi. See any there, Bob. See the same king Jalatano. Loba Datobe, Bowie, Siye, Zaya, Penny, Tota, Moha, Eddie Akutu, Lati Akutu, Ayun Dupi, Bowie there, say Siye, John Penny. John Penny there. Awisa, Moha Sura Awisa go. But it's a Asaga Leni Deli. Do we Mimu City, young maybe need the Mohali? Eddie Moha say Moha City, can I go them Odinsa Gogosari? You know, Odinsa Gogosa Sura, Moha ye, say City lady. Eddie City lady, Shini Mesui, Tissima. Ho, Kudu to the Ni Ede, Adidi, Pimala, Jinjao, Tipoko ye, Pawadi, Ke. Akudu Kandiga, second, Kingi Machalai Pula. Chalai, Akudu Tani, Diganima, the Akudu Kandiaga, Bego Chubi Dwalim. Badugama, Abelebo, Pobida, Mabuno. Go Pude Kanga. Go Nigede Kandiga. Tajamolo Piachinga. Tabitana Kamada Gard, Tadawaria, Kandali. Babe. Kandali Miba Gandhi, Papa Gandhi, Sia Gandhi, Mikoya Gandhi Dali, Le Leon Yapabade. Gandhi have ballet to computer near Lodi Gandhi Jibabe. Hold on, no? Any Gango Bane Piane Mama. Dini, Vibatana, Ato de Sura, Gango Yana Peta, no? Gango Bane Peta. Ganama Yanando Yaon Josa de Lo. Tiloma, Mimi. Kana single Yamachin Bene, Eminia ni, Tommy Doya, Twa, say a low like same as Honey Masui, Jimo the Appelim. Dolos and Matidebu, a Shin Jami, Kan Kondanima. Lulokama Nia Mekan, Mashiro Busui, Ayabod and Bone Levy, Patuma Amakun, Ha, Patuga Mala, Patuga Labi, Train on Lama Mebu, Patuma Apimatine, Patuna Sangu. Name also in the Gara Maria, the Uncle that who put Mangala and the Drain Lama Mebuchita. Now in Nungaba, in Nara Bellu Santo Tana Balu Puda, now a Yemasai Bali Yaline, go a ye section Yadali. Hodela. To the one Alisa, I cannot like you, my Patan Hele. Isaya Maga, Coco Isayam. To the Babu, a ye sai made the La La Malala, Jodin Vida Kotanama, Badi La Tabaru. Sineno, but one year ago, like Sagapio like an Akudo Pietid. A madam Pietid, go to say the soul did. Nalabi, no? Jibala, the Madakita Matiji. Pota Diva Matiji, dealing an angama. To attend the jail nabi to the car painted. Don't talk about to Mamma La Janet. My chant of an agent. Yana Boko Jim Hodi Buno, Tilawana Goroji, Pitching Oji Bidonida. Tu Namajida, Yahana Matiro Namajida. Angeli College, you and the Melwali Cha, between Tada Pablo Messi and the Mela Jinji. Toto La Liga Jinjilita, Bemi Jibani Male, Seko Somatana go. Seko Balotara. Seko Somatana, the deep that I love in Ponsita and Bogo, the deep that Bawana Yanidi, she turning a Bogoa, Chantani Deli. Tony Yada, two Toda Ladania Tanari, G. Sitema, but one in Loga Yakilosi, they be Kinu's Appenit. Lizards the Appenit. Angeli Londoni Logo. Asuma, the Bedia Labia, Chimbia, Peronga, Yana Pietlever. Tota Bandaraga, Yanga Yana, Pe Shima Pietlever. The widow, the Shimpiado Yoda, Bahamashi. Ha Shimpiaguli, Yana Bogo Gino Jolly Jade, Yana Penny Masambo, Piana Pula Nijara, on Otama, Miaji Pia.
တနေ့လုံးဝလာနေကြတယ်ဘုရားအရှင်ဘုရားပြိဋိဘံစံတော်မယ်လို့ပြောနေဟောအဲ့လိုလားကဲခဏဒါဆိုခဏထူပေးအရာမလဲတော့ထူပေးတော့ကဲငါရှင်ခဏအပြင်ထွက်ဦးရှိတယ်ပြန်ပြီးတော့ခေါင်းလုံးလေးခူးရတယ်အပြင်တော့မရောက်သေးဘူးဒါဆိုပြီးပြီကိစ္စဘယ်လောက်ထိတိမ်မွေးတယ်လဲဆိုတာရှည်လန်းဟိုထွက်သွားတဲ့ကိုတော်ကရှည်လန်း၄-၅-၆လမ်းနဲ့လမ်းသေးတယ်တကားလေးဟိုအတိုက်ခန်းတွေကတကားလေးဖွင့်ပြီးတော့အပြင်လည်းထွက်ဖို့ကြံတော့ဒါဆိုခေါင်းလိုက်ပြီးသွားပြီငါရှင်အရှင်ပြဘယ်တော့မှပြီးတယ်လဲအခုရှင်ပြရဲ့မြန်လိုက်တာဒီလိုပါပဲတပည့်တော်ကတော့အရိမတိယဖះကိုဖိုးမလားစဉ်းစားမိတာအိုးတော်တော့ပါပြီလေဆိုပြီးလည်းပြီခဏဆိုပြိဋိဘံဆံသွားရောကြည်စမ်းလောကကြီးကိုတရားဓမ္မတွေနောက်ခိုင်းလိုက်တယ်နော်။အိုနာတိရပ်မသွားဘူးလား။ကိုဆုံးမသွားလို့ဟုတ်လား။မိမိစိတ်အစဉ်ထဲမှာဘယ်သူအဆုံးမတွေပေါ်လွင်သွားလို့ဒါကြောင့်မလို့အနှစ်သာရအရှိဆုံးသည်အရှိဆုံးဖြစ်တဲ့အတိတ်တလုံးဟုတ်တာလား။ပါတယ်လေအတိတ်တလုံးနှစ်သာရအရှိဆုံးနှစ်သာရအရှိဆုံးအတိတ်တလုံးလို့သဘောပေါက်ပြီးတော့ယောဂီများအဲ့ဒီအတိတ်တလုံးဒီမပေါ်အောင်ကြိုးစားအားထုတ်နိုင်ကြပါသည်ကြိုးစားအားထုတ်ဆဲဖြစ်သောဝိပဿနာဉာဏ်သည်မဉဏ်ကိုကျေစုပြု၍နိဗ္ဗာန်ချမ်းသာသောချမ်းသာမြတ်ကြီးကိုလင်းမြန်သောသိဉာဏ်တို့ဖြင့်ကောင်းစွာမသွေဆက်ရောက်နိုင်အောင်ကြိုးစားနိုင်ကြပါစေကုန်သတည်းကုသိုလ်တရားတွေရင်ဝယ်ပိုင်ပြီးတော့ဆုတောင်းမြတ်ပေးဝေကြမယ်ဤသို့ပြုရဖြစ်ဖြစ်သမျှရှိသမျှဝိနိယတို့ဒါကြပါစေပေငါဝေသည်မြာတွေသာဓုဟောစေသောကုသိုလ်မြတ်ယူတော်မူကြပါကုန်လောဝိယာသူတော်ကောင်းတို့ဩဇာအပ်သောမေတ္တာနှင့်ကျွန်ုပ်တို့အားထုတ်ရသောကုသိုလ်မှန်သမျှတို့ကိုဝမ်းမြောက်ဝမ်းသာစွာသာကုသိုလ်မြတ်လူတော်မူကြပါကုန်လောဝိယာသူတော်ကောင်းတို့ဘုရားအပ်သောမေတ္တာကျွန်ုပ်တို့အားထုတ်ရသောကုသိုလ်မှန်သမျှတို့ကိုဝမ်းမြောက်ဝမ်းသာစွာဖြင့်သာကုသိုလ်မြတ်လူတော်မူကြပါကုန်လောဝိယာသူတော်ကောင်းတို့ဘုရားအပ်သောမေတ္တာနှင့်ကျွန်ုပ်တို့အားထုတ်ရသောကုသိုလ်မှန်သမျှတို့ကိုဝမ်းမြောက်ဝမ်းသာစွာဖြင့်သာဓုအလုံးကိုယ်စိတ်နှပြချမ်းသာချမ်းသာလို့တရားသေးတွေတိုးတက်နိုင်ကြပါစေ